ကဲအားလုံးပဲမင်္ဂလာပါဖိညီ channel ကနေပြန်ပြီးတော့ကြိုးဆိုပါတယ်ကဲဖိညီတို့ပြီးခုနေ့ကအနေပြီးစနစ်လုံးဖိညီပြောသွားပြီးပြီဒီနေ့ကြံတဲ့စနစ်လုံးကိုဖိညီစုပ်ပြမယ်ရေးပြမယ်ဒီစနစ်ပြောပြမယ်ကဲထုံးစံတိုက်ပဲဖိညီကပြန်နှွေးပေးပါမယ်ထက်ကလေးတတိယအောင်ပါဒါမှလည်းအများကြီးတတိယမှာပါဘာလို့ခဏပြောပြနေလဲဆိုရင်ဒီကသူတွေကိုတတိယစေခြင်းလို့ပါခဏနေကြဗီဒီယိုတစ်ခုနဲ့တစ်ခုကြော်တော့လို့ရှိရင်မိတ်သွားမှာဆိုလို့ဒီမှာမှတ်တမ်းရအနေနဲ့ပြန်ပြီးတော့ပြောပြပါမယ်ပြီးတော့ဒီအပေါ်ကဟာလည်းဖတ်ပြမယ်အဲ့ဒီအနောက်မှာတန်ထွက်ပြီးဆိုတဲ့ဆရာအောဟာအတန်နှမျိုးထွက်တယ်အမြင့်ပြီးတွေဆိုတဲ့အခါအဲ့ဒီဆရာအောဟာအတန်ရှိလှိုင်းတန်လေးထွက်တယ်လို့ပြောတယ်ဒါအမြင့်ပြီးသင်္ကန်းစာကဟာပေါ့နော်မိတ်သွားမှာဆိုလို့ဖိညီပြန်ပြီးတော့ပြောပြပေးပါမယ်ဒီမှာပေါ့ဗျာဥပမာဆိုလို့ရှိရင်ခေါ်ခိုင်ခေါ်ခုဝတ်ချောချင်းထောถุงถอทานสอซาสอศาลาสอฤาษีสอเสือผอพื้นฝอฝาหอเห็บအဲ့လိုမျိုးအတန်လေးတွေကဒီလိုမျိုးလှိုင်းတန်လေးဖြစ်ပါတယ်ခေါ်ကဲအဲ့ဒါလေးကိုပြန်ပြီးတော့နှွေးပေးတာဖြစ်ပါတယ်နောက်တစ်ခုကအလဲဘီးတွေဆိုတဲ့အခါလေအဲ့ဒီဆက်လာအော်ဟာအဖြောက်တစ်ဖြောက်တည်းထွက်တဲ့အတန်မြန်မာလိုဝက်ဆန်နှလုံးပေါက်ပါတဲ့ဘက်ကိုသွားပါတယ်ဥပမာဒီမှာအလဲတန်ပြီးကုန်းလုံးမှာကြည်ပါစို့ဗျာကောကိုင်ကြောจานดอเด็กดอชาดาနော်အဲ့လိုပုံစံမျိုးလေးတွေသွားတာဖြစ်ပါတယ်နောက်ရှင်တောတောင်တောပတဘောใบไม้ปอปลาออ่านအဲ့လိုပုံစံမျိုးလေးတွေပါပြီးရင်နောက်တစ်ခုကအလဲဘီနဲ့အနေဘီဟာဘီအတန်ထွက်ခြင်းစင်တူပါတယ်ဒါဆိုလို့ရှိရင်သူလည်းတစ်ဖြောက်တဲ့ဝက်ဆန်နယ်ပေါ်ပါတဲ့ဘက်ကိုသွားမှာပေါ့အဲ့ဒါလေးကိုပဲမှတ်မိစေချင်တာပါအမြင့်ဘီနဲ့အလဲရဲ့အနေရဲ့ကအဲ့လိုလေးကွာခြားမှုရှိပါတယ်ဒါကဘီသင်္ကန်းစာရဲ့အနှစ်ချုပ်လေးဖြစ်တာအတွက်ဒီကတူတွေကိုမှတ်မိစေချင်ပါတယ်ခင်ဗျကဲသွားကြမယ်ဒါဆိုလို့ရှိရင်နောက်နေ့ကကြံတဲ့ဘီစနစ်လုံးဘယ်ကနေစမလဲဆိုတော့ဒီမှာထတာဖြစ်ပါတယ်ပြီးရင်တို့ဒီဘီကိုဘယ်လိုခေါ်လဲဆိုတော့ထောဘီနောက်မှာဘီကိုစားပြတာကဖူးထောက်ဆိုတာလူအိုကိုပြောတာပါဘီနောက်မှာဘီကိုစားပြတာကဖူးထောက်ဆိုတာထိုင်းလို့မြန်မာလိုရှိလို့ရှိရင်လူအိုဖြစ်ပါတယ်ထောဖူးထောက်ဒီဘီရဲ့အတန်ကထောဖူးထောက်ဖြစ်ပါတယ်ဘယ်လိုရေးလဲပြီးတော့တစ်ချက်သွားမယ်ဒီအလဲအဆန်လေးကနေပြီးစာရေးပါမယ်ဝိုင်းလိုက်ပါပြီးတော့โอเคအရင်ဆိုသူကတောင်နဲ့ဆင်ပါတယ်ပြီးအောက်ရောက်လာပြီဆိုမှအဝိုင်းလေးကိုတစ်ချက်ဝိုင်းအခုဆွဲချပြီးအပေါ်တင်ပြီးအမြဲပြောပါမယ်ထိုင်းပြီးတွေဟာတစ်ချက်တည်းဆွဲတာများပါတယ်အလဲအဆန်လေးကနေဆွဲတယ်သူတစ်ချက်တည်းပဲမြန်မာပြီးရေးတယ်လို့မျိုးနာပြီးတော့တစ်ချက်ချင်းဆွဲတာရှားတယ်သူတို့ကဒီလိုမျိုးတစ်ဆက်တည်းဆွဲတာများပါတယ်အဲ့အတွက်ကြောင့်တစ်ချက်တည်းဆွဲနေအောင်ကြိုးစားပေးပါသူထိုက်ပြီးတွေကပေါ့နော်ပြီးရင်ဆိုတဲ့အချိန်မှာဆိုပြီးတော့ရေးပါပြီးရင်တို့ပကြီးဆွဲတယ်လို့မျိုးလေးမလုပ်ပါနဲ့ပြီးတော့စာရေးနေတာဖြစ်ပါတယ်ထောဖူးထောက်အဲ့လိုလေးဆိုပြီးတော့ရေးပါဖိညီက mouse နဲ့ရေးနေတာဖြစ်တဲ့အတွက်လှမှာမဟုတ်ပါဘူးဒီကားတို့လေးလှလေးရေးပါဖိညီမြင်ပြောနေကြပါโอเคနောက်တစ်ခုအနှိပ်ပြီးပဲဖြစ်ပါတယ်ထတာမှဖြစ်ပါတယ်ထောဒီဘီနောက်မှာပြုတ်ကိုစားပြတာကထောทหารဆိုတာကစစ်သားကိုပြောတာပါထောทหารစစ်သားဖြစ်ပါတယ်ထောဘီရဲ့အတန်ထွက်ဒီထောทหารစစ်သားဖြစ်ပါတယ်ကဲဘယ်လိုရေးမလဲဒီအဆန်လေးကနေပြီးတော့စဆွဲကြမယ်ပြီးအခုတက်ဆွဲချအပေါ်လေးကိုတက်ပြီးပြန်ဆွဲချထောทหารလာလေးရေးပြကြပါထောทหารโอเคထောทหารဆိုပြီးတော့ရေးပါโอเคသူတို့ရေးကြပါ
ခုမှစားလေးလာနေတဲ့သူတွေကြတော့လက်ရည်လှချင်မှလှမယ်ဒါပေမဲ့အကြေရည်တွက်များလေလက်ရည်ဆိုတာလှလာလေဖြစ်ပါတယ်အတွက်စစ်မပူပါနဲ့ကိုယ့်လက်ရည်ခုမလှသေးလို့ရှိနောက်ပိုင်းလှလာမှာပါစားလို့တာတော့ဘယ်သူမှကြွန့်ကျင်လာတာမဟုတ်ပါဘူးဒီလိုပဲခြေယူကြတာပါကဲနောက်တစ်လုံးသွားမယ်ထော်ထဟန်ပြီးလို့ရှိရင်နံပါတ်3ပြီးသူလည်းထားတာပဲဖြစ်ပါတယ်ထော်အဲ့ဒါကြောင့်လဲကျွန်တော်တို့နောက်မှာဒီစစ်သားတို့ပြီးညီတို့လူအိုအဲ့လိုမျိုးခွဲပေးထားတာဒါကပို့ပြီးတော့ထိုင်းတွေမှာကဒီစင်တူတဲ့ပြီးအတန်တွေများတော့ကျွန်တော်တို့ဒီအနောက်ကဒီထားဟန်တို့ဖူထားတို့အဲ့ဒါလေးတွေနဲ့လည်းသူတို့ခွဲပေးထားခြင်းဖြစ်ပါတယ်ပြီးတဲ့လောက်ကိုပြောလဲဟဲ့သူတို့ကပြောလို့ရှိရင်ဘယ်ပြီးကိုရေးထော်ကိုရေးလို့ရှိရင်ဘယ်ထော်ကိုရေးရမှမသိဘူးဒါပေမဲ့သူတို့အနေနဲ့ပြောလိုက်မယ်ပြီးတို့ကိုထော်ထုံကိုရေးဆိုလို့ရှိရင်ပြီးတို့အော်ထော်ထုံဆိုတာဒါပဲဆိုပြီးမှတ်မိတယ်သူတို့အလွယ်တကူဖိညီတို့ကိုဒီဘီးတွေခွဲနိုင်လို့ရှိရင်ဒီဟာလေးတွေနဲ့ခွဲတယ်သူတို့ကပြောမယ်ထော်ကိုရေးဆိုလို့ရှိရင်ဘယ်ထော်ကိုရေးရမှမသိဘူးဒါပေမဲ့သူတို့အနေနဲ့ဘယ်လိုပြောလဲထော်ဖူးထားကိုရေးဆိုလို့ရှိရင်အော်ပြီးတော့သွားမှမိတယ်ဟုတ်ထော်ဖူးထားဆိုရင်ဒီလိုမျိုးထော်ကိုရေးဆိုရင်ဘယ်ထော်ကိုရေးရမှမသိဘူးအဲ့ဒါလေးတွေခွဲချင်လို့နောက်မှာဒီလိုမျိုးထုံတို့ဖူးထားတို့ထားဟန်တို့ထပ်ပေးရခြင်းဖြစ်ပါတယ်နော်ကဲ B ရဲ့အတန်ထွက်ကတော့ထော်ဒါပါပဲပြီးနောက်မှာပြီးကိုစားပြတာဒီထုံထုံထော်ထုံဆိုတာကလှန်ဖြစ်ပါတယ်ထော်ထုံလှန်ဖြစ်ပါတယ်လှန်ကိုထုံလို့ခေါ်ပါတယ်ပြီးတော့ကဲဘယ်လိုရေးလဲဆိုတော့ကဒီအောက်ကဒီဟာလေးကနေစဆွဲပါကျွန်တော်တို့ပြီးရှင်ပေါ်တက်ဒီလိုလေးဖြစ်ပါတယ်ထော်ထုံဖြစ်ပါတယ်ထော်ထုံဒီတချို့ဟာတွေကလည်းဒီလိုဒီဆက်နေတာရှိတယ်တချို့ဟာလည်းမဆက်တာရှိတယ်ထိုင်းပြည်ရင်းနှီးတွေကတော့လေးလာပါများလေပိုတိလာလေပါရင်းနှီးကတော့တယောက်နဲ့တယောက်တော့မတူကြပါဘူးထိုင်းကျောက်တွေမှာဆရာမတယောက်နဲ့တယောက်ရင်းနှီးတွေတော့မတူကြတာဖြစ်တဲ့အတွက်လေးလာတာများလေဒါတွေကပြည့်ရသဘောပေါက်လာလိမ့်ဖြစ်မှာပါထော်ထုံဖြစ်ပါတယ်နောက်တစ်ခုနံပါတ်4ပြီးနေကလာတာဖြစ်ပါတယ်ဒါပေမဲ့ပြီးတော့ပါဠိစကားမှာပေါ့ပြီးညီတို့မြန်မာနိုင်ငံမှာလည်းပါဠိစကားမှာဒီရကိုရအဲ့လိုပဲဆိုရင်ရှာလိုက်ပြီးတော့ထွက်တယ်သူတို့မှလည်းအဲ့လိုတန်တယ်ပဲရောသူတို့ခွဲတယ်ဘာလို့ဆိုတော့လော်လင်ဆိုတဲ့ဘီတလုံးရှိတာဖြစ်တဲ့အတွက်မတူချင်တဲ့အတွက်ဒီဘီကိုရှာလိုက်တယ်ရောရှာလိုက်ရင်ပိုကောင်းတယ်ထိုင်းဆရာမတွေလည်းသူတို့ဒီဘီကိုလော်လို့မထွက်ခိုင်ပဲနဲ့ရောအဲ့ဒီရှာလိုက်တာကိုအသေးချာကိုတင်ပေးပါတယ်ဒါကြောင့်ဖိညီတို့လည်းရှာလိုက်စေချင်ပါတယ်ရအောင်လိုက်ကြည့်ပါရောဘီနောက်မှာပြောကိုစားပြတာကလေဆိုတာကလှေဖြစ်ပါတယ်ရောလှေဖြစ်ပါတယ်ရှာလိုက်တာကိုလေ့ကြည့်ပေးပါခွဲပြီးအတန်ထွက်ခွဲရအောင်လို့ပါစာတင်ရင်တော့ရှာလိုက်တာလေ့ကြည့်ရပါမယ်စကားတင်ရင်တော့တွားလေ့ကြည့်စရာမလိုပါဘူးဒါပေမဲ့စာတင်တာဖြစ်တဲ့အတွက်လေ့ကိုလေ့ကြည့်ရမှာဖြစ်ပါတယ်ရောအဲ့လိုမျိုးပါရောအဲ့လိုမျိုးဆိုပြီးတော့ရေးပေးပါရောကဲနောက်တစ်လုံးသွားမယ်နံပါတ်5ပြီးကပါလဲဆိုတော့ကဖတာဖြစ်ပါတယ်ဖောပြီးနောက်မှာပြီးကိုစားပြတာဒီဖန်ဖောဖန်ကလတ်ဆိုတာကဒီလိုမျိုးအန်းတွေပါတွေတင်တယ်အစွမ်းတော်တွေပါတွေတင်လို့ရှိရင်အောက်မှာရိုးခွက်မဟုတ်ဘူးပြောဗျာပြီးတော့ရိုးခွက်မဟုတ်ဘူးဒီစွမ်းတော်တွေတင်တဲ့ဒီလိုမျိုးယွန်းအုပ်ပုံစံလိုမျိုးခွက်တွေကိုပြောတာဖြစ်ပါတယ်ဖန်ဖောဖန်ဒီဘီရဲ့အတန်ဒီဖောပြီးနောက်မှာကိုစားပြတာဒီဖန်ဖောဖန်ဖြစ်ပါတယ်ဘယ်လိုရေးမလဲဆိုတော့ကဖောဖုနဲ့တူပါတယ်ဒါပေမဲ့အဆန်ဒီအထဲမှာရှိပါတယ်ပြီးရင် W ပုံစံဒီလိုမျိုးခေါင်းနဲ့တဒန်းတည်းဖြစ်နေရပါမယ်ဖော်ဖုနဲ့မတူပါဘူး
ဆန်လည်းအပြင်မှာအလဲကအချွန်လည်းဒီကောင်းနဲ့ထပ်တူပါပဲဒါကြောင့်တတိပြုကဖော်ဖုနဲ့မမှားပါစေနဲ့အတန်ထွက်ရောဘီရေးပုံရောလုံးဝမတူပါဘူးပထမဆုံးသင်ယူသူအနေနဲ့ဆိုရင်တော့တူကောင်းတူပါလိမ့်မယ်ဒါပေမဲ့မတူပါဘူးတေချာကွဲကွဲပြားပြားကြည့်ပါพอพานพอพานဆိုပြီးတော့ရေးပေးပါพอพานพอพานကဲနောက်တစ်လုံးနံပါတ်6ပြီးသွားမယ်နံပါတ်6ပြီးဒီဖားတာပဲဖြစ်ပါတယ်พอပြီးနောက်မှာကိုစားပြတာဒီสำเภาพอสำเภาဖြစ်ပါတယ်พอสันเภาဖြစ်ပါတယ်พี่တို့ခဏလေးပါโอเคพอสามพาวဆိုတာကရွက်လေဖြစ်ပါတယ်ဒီဘီရဲ့အတန်ဒီพอပြီးနောက်မှာပြုကိုစပြဒီสามพาวพอสามพาวဖြစ်ပါတယ်ဘယ်လိုရေးလဲအပြင်ကိုအရင်ဆွဲပါပြင်ကောကိုက်ပုံစံမျိုးလေးพอสามพาวเนาะถอถุงနဲ့မမားပါနဲ့မားလည်းမမားပါဘူးမားတယ်ကြောင်းလည်းမရှိပါဘူးဘာလို့ဆိုတော့ထော်တုံကဒီအစိတ်လေးထမ်းမှာရှိတာဖြစ်ပါတယ်အဝိုင်းလေးကဒါကြောင့်မမားပါစေနဲ့အတန်ထွက်ရောရေးနီးရောမတူပါဘူးအရင်ဆုံးဒါတူကောင်းတူပါလိမ့်မယ်mouse နဲ့ရေးနေတာဖြစ်တဲ့အတွက်ဒါအကိုဆွဲရတာခက်ပါတယ်ဒီကတူလှလှလေးရေးပေးစီချင်ပါတယ်ပထမဆုံးဘီရေးရမှာလှလှလေးကြိုးစားပြီးရေးမှနောက်ပိုင်းလဲလှလာပါပဲစာမျက်နှာပေါ်အများကြီးရေးလေလှတာလေးဖြစ်တဲ့အတွက်ပထမဆုံးဘီစာလေးကြည့်ကြတဲ့ကကိုယ်လက်ရေးလေးကိုလှလှလေးလှုပ်ထားပါဒါဆိုရင်နောက်ပိုင်းဟာအော်တိုတူကြည့်သားရပြီးတော့လက်ရည်ဟာလှသွားပါမယ်ခင်ဗျพอสามพาวကဲနောက်တစ်လောက်ဒီမှာအဲ့ဒါကြောင့်ပြောတာဓမ္မလဲလှတာဖြစ်ပါတယ်ခုနကရောနဲ့ဒီလော်နဲ့ကိုခွဲချင်လို့ခုနကရောကိုရှာလိုက်တာဖြစ်ပါတယ်ဒီတစ်ခါလောပြီးနောက်ပြုကိုစပြဒီလင်းဆိုတာကမြောက်ဖြစ်ပါတယ်လောလင်းဒီဘီရဲ့ဌာန်ဒီလောဖြစ်ပါတယ်ပြီးနောက်မှာပြုကိုစားပြုတာကလင်းလောလင်းဖြစ်ပါတယ်ဘယ်လိုရေးလဲတအားလွယ်ပါတယ်ဒီစောဆူအားကိုရေးခဲ့တာနဲ့တူတယ်ဒါပေမဲ့သူ့မှာတုတ်ချောင်းလေးမပါဘူးအပေါ်မှာလောလင်းအဲ့လိုဖြစ်ပါတယ်လောလင်းအဲ့လိုလေးပါကဲနောက်တစ်လုံးသွားမယ်နံပါတ်၈နီးကလာတာမဲ့ဖြစ်ပါတယ်လောပြီးနောက်မှာပြုကိုစားပြုတာဒီကျူလာလောကျူလာပြီးနောက်မှာပြုကိုစားပြုတာကကျူလာဆွန်ဖြစ်ပါတယ်ဒီဘီရဲ့တန်ထွက်ဒီလောဖြစ်ပါတယ်လောကျူလာဆွန်ဖြစ်ပါတယ်ဘယ်လိုရေးမလဲဝိုင်းလေးကိုအရင်ဆွဲ W လေးနဲ့ဆွဲပြီးတော့မှဒုတ်ချောင်းလေးတက်လာတာနဲ့ပေါ်လေးကိုနည်းနည်းလေးဆွဲပြီးဝိုင်းချပြီးတော့အဲ့လိုလေးလုပ်လိုက်ပါတစ်ချက်တည်းထိုင်ပြီးတွေတစ်ချက်တည်းများပါတယ်တေချာကြည့်ပါထိုင်ပြီးတွေတစ်ချက်ပဲများပါတယ်နော်တစ်ချက်တည်းဆွဲပါလောကျူလာထိုင်ပြီးတွေတစ်ချက်တည်းဆွဲတာများပါတယ်ပြီးရင်အမြဲတတိထားမိတယ်တစ်ချက်တည်းပဲဆွဲလို့ရပါတယ်ဒီမှာနာပြီးတော့ဆွဲလို့ရှိရင်လက်ရည်မလှတော့ပါဘူးထိုင်ပြီးတွေကလောကျူလာโอเคကဲနောက်တစ်ခုက F တန်နဲ့ထွက်ရမှာဖြစ်ပါတယ်အဲ့လိုမျိုး for လို့မရဘူး for ပြီးနောက်မှာပြောကိုစားပြတာဒီ fun ဆိုတော့တွားဖြစ်ပါတယ် for fun တွားဖြစ်ပါတယ် for fun ဒီဘီရဲ့အတန်ဒီ for ဖြစ်ပါတယ်ဒီနှစ်ခုပေါ်လဲလို့ for fun တွားဖြစ်ပါတယ်ကဲပြီးရဲ့အတန်ဒီ for fun တေချာကြည့်ပါ for ဖာနဲ့မတူဘူးเนาะအလုံးလဲအပြင်မှာပြီးရင် W ပုံစံလေးလဲအလုံးလေးနဲ့ထပ်တူပြီးလို့ရှိရင်အပေါ်ကိုတက်သွားတယ်ကဲ for ဖာနဲ့လုံးဝကိုမရောပါဘူးဗျာတေချာလေးကြည့်ပါပြင်တို့အနေနဲ့တေချာကြည့်ရင်ကွဲပါတယ်မှားလဲမှားတတ်ပါတယ်
ဒီလိုမျိုးလေးတွေသိချင်လို့ရှိရင်ဖိညီရဲ့ Facebook page မှာလည်းဒါလေးတွေအများလုပ်ပေးပါတယ်ဒီမှားတက်ရောတက်ပြီးလေးတွေကို multiple try လေးတွေနဲ့ဖိညီရဲ့ page မှာလုပ်ပေးထားတာရှိပါတယ်အဲ့ဒါလေးတွေကြည့်ချင်ရင်လည်းလက်ကြည့်ကန်းတွေလုပ်ချင်လို့ရှိရင်ဖိညီရဲ့ page ကိုတွားနိုင်ပါတယ်ဗျကျေးဇူးပါ for fun ဖြစ်ပါတယ်ဖိညီတို့ကဲဒီနောက်တစ်လုံး number 7အနေနဲ့ NAB ဖြစ်ပါတယ် NAB ကတော့ DB ကဝတာဖြစ်ပါတယ်ဝပြီးရဲ့တန်ထွက်ဒီဝပြီးနောက်မှာပြီးကိုကိုစားပြုတာက when ဆိုတာကပြီးတော့ let's up ကိုပြောတာပါပြီးရဲ့တန်ထွက်ဒီပြီးနောက်မှာပြီးနဲ့ကိုပြီးကိုကိုစားပြုတဲ့ဟာဒီ when let's up ဖြစ်ပါတယ်ပြီးတော့ဘယ်လိုရေးလဲဟုတ်ကwhen လဲငုံငူနဲ့နီးတူတအားကိုထိုက်ပြီးတွေမှာလွယ်ကူပြီးတော့ရေးရတာလွယ်တဲ့ပြီးဒီလိုဖြစ်တဲ့အတွက်လှလှလေးရေးစီချင်ပါတယ် when ဆိုပြီးတော့ရေးပေးပါလက်ရေးလေးကိုလှလှလေးခုချေကတဲ့ကပြင်ဆင်ထားပါနောက်ပိုင်းမှာလက်ရေးလှချင်တယ်ဆိုပြီးတော့လက်ကြည့်လို့မရတော့ဘူးဆိုတာတဲ့မလက်ကြည့်ချင်တော့ဘူးပေါ့နော်ဘင်းတို့ဒီဘီစရေးကတဲ့ကကိုလက်ရေးလေးကိုလှချင်တယ်ဆိုပြီးလှလှလေးရေးချက်ခဲ့ပါဒါမှနောက်ပိုင်းလှလာပါအဲ့ဒါမဟုတ်ပဲနဲ့ဒီဘီကိုစာရေးတဲ့ကရုပ်ဆိုးနဲ့ရေးပြီးတော့နောက်ပိုင်းမှာလက်ရေးလှပြန်လာလိမ့်ချင်မယ်လို့မလုပ်ပါနဲ့မရတော့ပါဘူးဖိညီလည်းအဲ့လိုဖြစ်ခဲ့ပူပါတယ်အဲ့ဒါကြောင့်ဒီဘီစာတင်ကြတဲ့ကလက်ရေးလှလေးရေးစီချင်ပါတယ်ဖိညီအနေနဲ့ဒါစတန်ဒါနဲ့ကြာပြူတာဖြစ်ပါတယ်ကဲနောက်တစ်ခုသွားမယ်နောက်တစ်ခုကအနှိပ်ပြီးသူကဟာတာဖြစ်ပါတယ်ဟောဘီနောက်မှာပြီးကိုစားပြီးတာဒီ knock who ဟော knock who knock ဆိုတာငှက်ဖြစ်ပါတယ် who ဟော knock who ဆိုတာဇီးကွက်ဖြစ်ပါတယ်ဒီဘီရဲ့တန်ထွက်ဒီဟောပြီးနောက်မှာပြီးကိုစားပြီးတာဒီ knock who ဟော knock who ဟော knock who ဇီးကွက်ဖြစ်ပါတယ်သူ့ရဲ့ရေးနီးကအာနဲ့တူတယ်အာကိုရေးပြီးတော့မှဒီလိုမျိုးတစ်ချက်တည်းပဲဆွဲပေးပါထိုက်ပြီးဒီတစ်ချက်တွဲပဲဆွဲတာများပါတယ်နှစ်ချက်သုံးချက်ဆွဲလို့ရှိရင်လက်ရည်မလာတော့ပါဘူးဒီချာလေးလက်ရည်လေးကိုကြိုးဆိုင်ပြီးတော့ခုကလေးကလှလှလေးရေးထားပါနောက်ပိုင်းမှာလက်ရည်လှချင်တယ်ဆိုပြီးတော့ဒီဘီးတွေလာပြီးတော့မရေးချက်ချင်တော့တာအမှန်ပါပဲကဲရေးတဲ့ချိန်မှာစုံပြီးတော့ရေးပေးပါဟောနုခုဟောနုခုโอเคတဲ့နောက်ဆိုပြီးတခုအနေနဲ့မာတာဖြစ်ပါတယ်မော်မာဆိုတာကမင်းဖြစ်ပါတယ်မော်မာမော်ဒီပြီးဒီမော်ပြီးနောက်ပြီးကိုစားပြတာဒီမာမော်မာမင်းဖြစ်ပါတယ်ရေးနီးကလည်းလွယ်ပါတယ်အလုံးလေးနှလုံးဆွဲပေါ်တက်နော်နူနဲ့တော့မစင်ဘူးဒါပေမဲ့နော်နူကိုရေးတာနဲ့တော့စင်တယ်နော်နူပုံစံနဲ့တော့တူလို့ရှိတယ်ဒါပေမဲ့အဝိုင်းလေးနှစ်ဝိုင်းကအရှိမနော်နူကရှေ့မှာတစ်လုံးနောက်မှာတစ်လုံးဖြစ်ပါတယ်စတင်တော့ကတော့မှားကောင်းမှားပဲနောက်ပိုင်းကျတော့တအားကိုကွဲလာပါတယ်ကဲโอเคမော်မှာဒါဆိုလို့ရှိရင်ပြီးရင်တော့အနေပြီးပထမနေ့က7လုံးဒုတိယနေ့က7လုံး24လုံးပြီးသွားပါပြီနောက်ပိုင်းဆိုလို့ရှိရင်စရသင်ခန်းစာတွေလာမယ်ဒါပေမဲ့စရသင်ခန်းစာမလာခင်ပြီးရင်တစ်ခုလုပ်ပေးအောင်မယ်ဘာလဲဆိုတော့ကအနေပြီးနဲ့အမိနေရအလဲရနဲ့အမိပြီးနဲ့ကိုနှိုင်းရှင်တဲ့ဗီဒီယိုလေးဘီသင်ခန်းစာရဲ့အနှစ်ချုပ်ကိုပြီးရင်တစ်ခုသင်ပေးပါအောင်မယ်အဲ့ဒီဘီသင်ခန်းစာနှိမ့်ချုပ်ပြီးရင်နောက်ပိုင်းစရသင်ခန်းစာတွေလာမယ်ပေါ့နော်ဘီသင်ခန်းစာတော့ပြီးတော့မယ်နောက်ဗီဒီယိုတစ်ခုလာပြီးရင်ဘီသင်ခန်းစာပြီးပြီအမီပြီးလည်းပြီးပြီအလယ်လည်းအနှိမ့်လည်းပြီးပြီအချင်းချုပ်လေးတစ်ပုတ်ပြီးရင်ဘီသင်ခန်းစာပြီးပါပြီကဲအဲ့ဒီအတွက်ကြောင့်ရှေ့ဆက်ပြီးတော့ပြီးရင်ကောင်းစိုးဗီဒီယိုလေးတွေဖန်တီးပြီးတော့လာခဲ့ပါမယ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ဖိညကိုဖိညနဲ့အတူလေးလာတင်ယူတဲ့အတွက်ဖိညရဲ့ရည်ရွယ်ချက်လေးကလည်းဖိညဒီဆရာတယောက်မဟုတ်သေးပါဘူးဘာလို့လဲဆိုတော့ဖိညရဲ့ရည်ရွယ်ချက်ကဖိညဒီထိုင်းစာတွေကိုတင်ထားတယ်ဘယ်လိုမျိုးလေးရှင်းပြချင်လဲဆိုတော့ကဖိညတို့ကျောင်းမှာဆိုရင်တခါတလေဆရာတွေရှင်းပြတာနားမလဲလို့ဆိုပြီးဖိညတို့ထက်တဒန်းကြီးတဲ့ဒီလိုမျိုးအကူတွေကိုသွားမေးလို့
နားလည်လိုက်တဲ့သင်ခန်းစာတွေရှိတယ်ပေါ့နော်အဲ့ဒီမှာဖိညီကသွားတိတာမိတယ်ဟုတ်တယ်တခါတလေဆရာတွေနဲ့ဖိညီတို့မှာအသိပညာချင်း gap ဆိုတဲ့ကွာဟမှုလေးတခါတလေရှိတတ်တယ်အတန်းကြီးတဲ့အကိုတွေကိုတွားမိတဲ့အခါတခါတလေဆရာတွေရှင်းပြတာထက်ဖိညီတို့နားလည်လိုက်တဲ့အချက်လက်လိုက်တွေလည်းရှိတယ်အဲ့ဒါကိုကြည့်ကြည့်အပြင်ဟုတ်တယ်ငါဆရာတယောက်နေလည်းမဟုတ်ပဲနဲ့အတန်းကြီးတဲ့ကိုတယောက်နေနဲ့ငါရဲ့ဒီလေ့လာတည်ယူနေသူတွေကိုပြောပြမယ်ဆိုပြီးတော့ channel လေးကိုစပြီးတော့ထိုက်စာလေးတွေပြောပြရခြင်းဖြစ်ပါတယ်ဒါကြောင့်အကုန်လုံးကိုတိတိကျကျလေးလေ့လာစေခြင်းပါတယ်နားမလည်တာရှိရင်လည်း comment တွေမှာမေးခဲ့ပါကဲအကျိုးရှိသွားရင်လည်းဘယ်လိုမျိုးအကျိုးရှိသွားလဲဆိုတာလေးကိုရေးပေးခဲ့ပါဒါမှပြင်ပြင်ရရှိတာပြင်လို့ဆရာရှိစာလုပ်ပြီးတော့ channel လေးကိုရှေ့ဆက်သွားမှာဖြစ်ပါတယ်ကဲအများကြီးကျေးဇူးတင်ပါတယ်အခုလိုမျိုးအပ်ပေးတဲ့အတွက်ကဲအားလုံးကိုနောက်ဗီဒီယိုမှာအကောင်းဆုံးနဲ့ပြင်ပြန်လာခံမှာမို့လို့တေးကြကြလေးစောင့်ကြည့်ပေးကြပါစာတွေလည်းလိုက်လို့ပါ